မင်္ဂလာပါရှင်။မိုင်းရထားရဲ့ရွှေပြောင်းရေးရတဲ့အစီအစဉ်ကနေကြိုဆိုပါရစေ။နောက်ဆုံးရထားတဲ့ဗီဒီယိုပြပါရွှေပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုပြောပြပေးမှာပါ။မြန်မာနိုင်ငံသား80ဦးကိုရနောင်းကနေတစ်ဆက်နေရပြန်ပို့တဲ့သတင်းကိုအရင်ဆုံးပြောပြပါမယ်။ထိုင်းနိုင်ငံရနောင်းမြို့လွေမှုကြီးကြပ်ရေးဌာနအချုပ်အတွင်းမှာလွှတ်ရက်စတဲ့မြန်မာနိုင်ငံသား80ဦးကိုဖေဖော်ဝါရီလ19ရက်နေ့မနက်ပိုင်းကမြန်မာနိုင်ငံဘက်ကိုပြန်လည်ပို့ဆောင်ခဲ့တယ်လို့ရနောင်းမြို့လွေမှုကြီးကြပ်ရေးဌာနကထုတ်ပြန်ပါတယ်။သူတို့တွေကိုရနောင်းအကောက်ခွန်စိတ်ခံတရားကနေတစင်ကော့တောင်းဘက်ကိုလွှဲပြောင်းပေးခဲ့တာပါလွှဲပြောင်းခြင်းအခမ်းအနားမှာရနောင်းပြည်နယ်လူမှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှုရနောင်းပြည်နယ်ရှိမြန်မာနိုင်ငံဆိုင်ရာလက်ထောက်အလုပ်သမားတန်မှုနဲ့ agency 9ခုကနိုင်ငံသားအလုပ်သမားတွေပြည်လည်လက်ခံရေးကော်မတီဝင်တွေဟာမိမိတက်တဲ့အဖြစ်တက်ရောက်ခဲ့တယ်လို့သိရပါတယ်ထိုင်းနိုင်ငံကနေမြန်မာနိုင်ငံသား3500ကျော်ကိုရနောင်းကော့တောင်းနယ်စပ်ကနေတဆင်မြန်မာဘက်ကိုလွှဲပြောင်းပေးခဲ့တယ်လို့လူအခွင့်အရေးချိုးဖောက်မှုများကိုစောင့်ကြည့်မှတ်တမ်းတင်နေတဲ့45 right အဖွဲ့က2025ခုနှစ်ဒီဇင်ဘာလအတွင်းထုတ်ပြန်ခဲ့ပါတယ်။ပြည်လည်ပို့ဆောင်ခံရသူတွေကိုစစ်အုပ်စုကစစ်မှုထမ်းမှုအတင်းအဓမ္မခေါ်ဆောင်နေတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ရန်ကုန်တိုင်းအတွင်းအလုပ်သမားအရေးဆောင်ရွက်တဲ့ STUM အဖွဲ့ဝင်တွေပြည်လည်လွတ်မြောက်လာတဲ့သတင်းကိုပြောပြပါမယ်။ရန်ကုန်တိုင်းမှာအလုပ်သမားအရေးဆောင်ရွက်တဲ့သွေးစည်းညီညွတ်သောသမဂများအဖွဲ့ STUM အဖွဲ့ဝင်9ဦးဖေဖော်ဝါရီလ19ရက်နေ့ကပြည်လည်လွတ်မြောက်လာတယ်လို့အဲ့ဒီအဖွဲ့ကနေသိရပါဗျ။ဝက်ရှစ်တာခီးသွားလာရေးပစ္စည်းကုမ္ပဏီလီမိတက်မန်နေဂျာကတရားလိုပြုလုပ်ပြီးတရားစွဲဆိုထားတဲ့အသင်းအဖွဲ့များမပုံတင်ခြင်းဆိုင်ရာဥပဒေပုံမှ40-41တွေနဲ့တရားရင်ဆိုင်နေရသူတွေဖြစ်တယ်လို့သိရပါတယ်။သူတို့တွေကိုရွှေပြည်သာမြို့နယ်တရားရုံးကရာဇဝတ်မှုလုံထုံးလုံနည်းဥပဒေပုံမှ494ကကြီးအရာဆွဲချက်မတင်ပြီးအမှုကနေလွတ်ငြိမ်းခွင့်ချမှတ်လိုက်တာဖြစ်တယ်လို့ STUM အဖွဲ့ကပြောပါတယ်။ STUM သမဂအဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့2025ခုနှစ်ဇွန်လမှာ ILO ကမြန်မာနိုင်ငံမှာလွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်နဲ့ပတ်သက်တဲ့ Convention 89ကိုချိုးဖောက်နေကြောင်းထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။အဲ့ဒီနောက်2025ခုနှစ်ဇူလိုင်လ25ရက်နေ့နဲ့28ရက်နေ့တွေမှာလုပ်ငန်းရှင်တွေကတိုင်ကြားမှုရှိတဲ့ဆိုပြီးအဖွဲ့ဝင်တွေကိုဝန်ရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ STUM ကထုတ်ပြန်ခဲ့ပါတယ်။ STUM အဖွဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေးကိုလည်းသူရဲ့နေအိမ်မှာ2025ခုနှစ်ဇူလိုင်လ25ရက်နေ့ညမှာဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ဒေါ်မျိုးမျိုးအေးကိုပြီးခဲ့တဲ့နှစ်အောက်တိုဘာလ20ရက်နေ့မှာဆွဲဆိုထားပြီးအမှုတွေရုပ်သိမ်းကပြန်လည်လွှတ်ပေးခဲ့တယ်လို့ STUM ကထုတ်ပြန်ခဲ့ပါတယ်။မြန်မာအလုပ်သမား38ဦးအလုပ်ထုတ်ခံရပြီးရော်ကြီးမရရင်တရားရုံးတက်မဲ့သတင်းကိုပြောပြပါမယ်။ထိုင်းနိုင်ငံနခွန်ပတုံခရိုင်မှာလုံသက်3လကျော်ကနေနှစ်20ကျော်တက်တန်းရှိတဲ့မြန်မာအလုပ်သမား38ဦးကိုကြိုတင်အကြောင်းမကြားဘဲအလုပ်ကထုတ်ခဲ့တဲ့အတွက်ကူညီပေးနေတယ်လို့ MHAC အဖွဲ့ကထုတ်ပြန်ပါတယ်။သူတို့တွေဟာနခွန်ပတုံခရိုင်အုံရိုက်ရှိခြေစိုးပန်းရအလုပ်ရုံကဖြစ်ပြီးအလုပ်ရှင်ကလုပ်ငန်းလက်ပတ်မှုအားနည်းလာတယ်လို့ဆိုကအလုပ်လုပ်လိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာအလုပ်သမားတွေကနင်းနာချင်းရရှိဖို့အကူအညီတောင်းခံခဲ့တာကြောင့်နေမြေခံစဝဒီကန်အလုပ်သမားရုံးမှာ2025ခုနှစ်အောက်တိုဘာလ6ရက်နေ့မှာအမှုစတင်ဖွဲ့ကတိုင်ကြားခဲ့တယ်လို့ MHAC အဖွဲ့ကထုတ်ပြန်ပါတယ်။အဲဒီနောက်ဖေဖော်ဝါရီလ18ရက်နေ့စဝဒီကန်ရုံးမှာအလုပ်သမားများအတွက်ဆက်လက်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။နောက်လာမယ့်ရက်20အတွင်းမှာတတိဘက်ချန်ကလာမတွေ့ဘူးဆိုရင်ကျွန်တော်တို့ဘက်ကရှင်းနေငါးပေတရားရုံးတက်ပြီးအမှုရင်ဆိုင်ရမယ်။အဲကြရင်တော့တတိဘက်ကအပြည့်ဝရော်ရမယ်ပေါ့နော်လို့ MHAC အဖွဲ့အမှုနဲ့ပြန်ကြားရေးတာဝန်ခံစင်ကမိုင်းမရထန်ကိုပြောပါတယ်။မြန်မာအလုပ်သမားတွေရော်ကြေးရရှိဖို့အတွက်နေမြေခံစဝဒီကန်ရုံးနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်နေတယ်လို့ MHAC အဖွဲ့ကထုတ်ပြန်ပါတယ်။မဲဆိုင်မြို့အခန်းတစ်ခုမှာမြန်မာဘက်ချန်အတွက်တက်ဆင်ထားတဲ့အင်တာနက်လွှင့်စက်တွေဖမ်းမိတဲ့သတင်းကိုပြောပြပါမယ်။ထိုင်းနိုင်ငံချင်းရိုင်ခရိုင်မဲဆိုင်မြို့ရှိအခန်းတွင်တစ်ခုကိုဝင်ရောက်စီးနင်းခဲ့ရာမြေနှုံးမြကျိုးမဲ့အချက်ပြလွှင့်စက်12ဆောင်အင်တာနက်ဖြတ်ဝေစက်73လုံးဆက်သက်သက်ခံစာရွက်စာတမ်းတွေနဲ့အခြားအထောက်အကူပစ္စည်းတွေကိုတွေ့ရှိခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဗဟိုဌာန ACXA ကဖေဖော်ဝါရီလ18ရက်နေ့မှာထုတ်ပြန်ပါတယ်။ ACXA ဌာနနဲ့ပူးပေါင်းရေးအဖွဲ့ဟာချင်းရိုင်ခရိုင်တရားရုံးရဲ့ဖေဖော်ဝါရီလ12ရက်နေ့ရက်စွဲပါရှာဖွေဝရမ်းနဲ့မဲဆိုင်မြို့နယ်ကအဲ့ဒီအခန်းကိုဝင်ရောက်စီးနင်းခဲ့တာပါ။အဲ့ဒီအခန်းဟာ
ထိုင်းမြန်မာနယ်စပ်နဲ့မလန်းမကမ်းမှာတည်ရှိပြီးအခန်းအတွင်းလူနေထိုင်ခြင်းမရှိဘဲအင်တာနက်အချက်ပြမှုတွေကိုမြန်မာနိုင်ငံဘက်ကို OT လွှင့်ထုတ်နိုင်ဖို့ပြုပြင်ထားတယ်လို့ ACXC ဌာနကပြောပါတယ်။ဒါအပြင် VPN စနစ်တွေနဲ့ line တွေကိုလွှဲပြောင်းအသုံးပြုနိုင်ဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။အခါငန်းရန်သူရဲ့ထွက်ဆိုချက်အရသူဟာတလကိုဘတ်1000ခန့်ရရှိဖို့အတွက်နေဆက်နဲ့နေတဲ့အခန်းတွေကိုလိုက်လံ9ရန်ပေးရပြီးအင်တာနက် operator အသီးသီးက line ပေါင်းများစွာကိုတက်ဆင်ပေးကမြန်မာနိုင်ငံဘက်ကိုလွှင့်ထုတ်နိုင်ဖို့ဆောင်ရွက်ပေးခဲ့တာပါ။သူ့ကိုခွင့်ပြုချက်မရှိဘဲစက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခြင်းဥပဒေနဲ့အရေးယူမယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။နေဆက်တခြားမှာပုံမှန်မဟုတ်တဲ့အင်တာနက်အသုံးပြုမှုတွေကိုဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီးonline ရာဇဝတ်မှုဂိုဏ်းဝင်တွေကိုအမြင့်ပြည့်ချေမိုးနိုင်ဖို့ရည်ရွယ်တယ်လို့ထိုင်းရဲတပ်ဖွဲ့ကဆိုပါတယ်။ထိုင်းမှာတရားမဝင်ရောက်လာတဲ့မြန်မာလူသား28ဦးဖမ်းဆီးခံရတဲ့တဲ့ရင်ကိုနောက်ဆုံးအနေနဲ့ပြောပြပါမယ်။ထိုင်းနိုင်ငံအလဲပိုင်းဖိချစ်ခရိုင်အတွင်းမှာတရားမဝင်ရောက်လာတဲ့မြန်မာအလုပ်သမား28ဦးနဲ့ရင်မောင်း3ဦးကိုဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းကဖော်ပြပါရယ်။ဖေဖော်ဝါရီ19ရက်နေ့မှာရဲတပ်ဖွဲ့ဝင်တွေဟာဖိချစ်ခရိုင်ဖိစနုလောနခွန်စဝမ်လမ်းမကြီးအဝေးပြေးလမ်းမအမှတ်11ခွန်ပေါ်မှာအရှိန်ပြင်းစွာမောင်းနေတဲ့တန်ကြားဖြစ်ပဲကား3စင်းကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီကားတွေဟာချင်းမိုင်လိုင်စင်တွေဖြစ်ကြပြီးကားတွေပေါ်မှာတရားမဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား28ဦးနဲ့ရင်မောင်း3ဦးကိုတွေ့ရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောပါတယ်။မြန်မာနိုင်ငံသားတွေရဲ့ရဲတပ်ဖွဲ့ကိုထွက်ဆိုချက်အရသူတို့တွေဟာပွဲစားကနေတဆင့်ထိုင်းပြည်ချစ်ခရိုင်ကိုအလုပ်လုပ်ဖို့လာရောက်ခဲ့ကြတာပါသူတို့တွေဟာနေဆက်ဒေါ်လာကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ရောက်လာခဲ့ပြီးချင်းမိုင်ခရိုင်မှာတညအိတ်တဲခိုခဲ့ပါတယ်အဲ့ဒီကနေတဆင့်ထိုင်းနိုင်ငံအလဲပိုင်းဒေသတွေကိုဆက်လက်ပို့ဆောင်ခံရချိန်မှာဖမ်းဆီးခံရတာဖြစ်တယ်လို့အလုပ်သမားတွေကဝန်ခံခဲ့ကြပါတယ်ဝယ်စားခအဖြစ်တအုပ်ကိုဘတ်8500စီပေးခဲ့ရကြောင်းလည်းသိရပါတယ်။ရဲတပ်ဖွဲ့ကတော့ဖမ်းဆီးရမိသူတွေအားလုံးနဲ့ကား3စင်းကိုဝချီရာဘာရမီရဲစခန်းကိုပို့ဆောင်ပြီးဥပဒေအရအရေးယူဖို့ဆောင်ရွက်နေတယ်လို့သိရပါတယ်။မိုင်းဂရက်ထိုင်းရဲ့ပြည်တွင်းပြည်ပရွှေ့ပြောင်းလူသမားရေးရသတင်းတွေကိုနားဆင်ခဲ့ရတာပါ။မိုင်းဂရက်ထိုင်းရဲ့သတင်းတွေကို migrethai.com website နဲ့ Facebook, YouTube, Telegram စတဲ့ online media platform တွေမှာကြည့်ရှုနားဆင်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။